Sakura တောင်းပြောင်းတဲ့ Sakura အိမ်ပြောင်းတဲ့နေ့လေးပဲဖြစ်ပါတယ်ငါအိမ်ပြောင်းရအောင်မယ်ဆိုတော့ okay ငါကားမောင်းမြတ်သွားကြပါဟိုအိမ်ရလေငါမနေရှင်တော့ကွာကြာလာပြီအဲ့ဒီအိမ်ရလေကျွန်တော်နေရာကျွန်မအမေငယ်ကလေးကကျွန်မနေရဆိုလေအဲ့ကျွန်မလည်းမနေရှင်တော့ပြောင်းလာအဲ့ဒီအိမ်တရအရန်လာကျွန်မကားရက်လိုက်အောင်မယ်ဒီနားလေးမှရက်လိုက်မယ်โอเคငါသွားလိုက်တယ်အပေါ်ပဲနားမှာလေဟိုဒီမှာโอเคဒီခန်းလေးကိုလိုက်ပြမယ်ပေါ့နော်ကျွန်မဒီခန်းကိုပြောင်းလာမယ်နော်ဒီတော့မှကားပတ်ကားထဲမှာပစ္စည်းနေပြီးတော့မှထုတ်လိုက်မယ်ငါဒီမှာဒါအိတ်ခန်းလေးရမ်းလာတယ်ဒီအမေအိတ်ခန်းလေးပါရိုမန်တစ်ခုံလေးပဲဖြစ်ပါတယ်ကြောင်လေးပဲဖြစ်ပါတယ်မီးဖို့ကြောင်လေးပစ္စည်းကျွန်မသွားထုတ်လိုက်အောင်မယ်မလေးနားလိုက်တာတိတ်ပြီးတော့ပတ်စံနဲ့တိတ်မရှိဘူးပစ္စည်းတွေတိတ်မမြောင်ဆိုတော့အင်ဂျီနေရပဲဆိုတော့လေကားနဲ့ကကြတော့ဒီပစ္စည်းတွေအကုန်လုံးတိတ်ပြီးသွားဆိုတော့ရတယ်โอเคဘာမှမရှိဘူးဗီဒီယိုထဲမှာငါအရင်သွားထည့်လိုက်အောင်မယ်အောင်မယ်လာနော်ဟိုရေချိုးလို့ကောင်းလိုက်တာဒီနေ့မှပဲရေချိုးလို့ကောင်းတော့တယ်โอเคငါအိမ်သွားလိုက်โอเคငါအိမ်လဲပြီးသွားဆိုတော့ငါအိမ်ချိုးပြီးသွားဆိုငါဒီတော့ငါပါလေတည်င်းလေးပါလေကြည့်လိုက်အောင်မယ်အခုရတိမှာတော့အဲ့အရင်ကမှရှားပါတဲ့အကောင်တကောင်ကအိမ်ထဲကိုလည်းကြောက်မွေနေပါတယ်တကားရုံလည်းလုံးချုံပိတ်ထားဖို့မမေ့ပါနဲ့ဒီကောင်ကြီးလာတော့မှငါတကားမင်းတော့ပိတ်လိုက်မလေးတကားနှစ်ပေါက်တော့ရှိငါတကားပိတ်တော့မယ်ငါအိတ်လိုက်အောင်မယ်ဟောငါကမနဲ့ဆိုအယုတ်ပဲငါတို့ကိုတောင်းမယ်go goဟဲ့ဘလူးရဲ့ဟိုမဆိုးမလားမသိဟုတ်ပါပဲဘလို့မလဲဒုက္ခပါပဲငါအမျိုးငါရဲ့မောင်လေးတွေဖုန်းဆက်လာမှရမယ်တနက်မကန်ဘူးဒီအပြင်ထွက်နော်မြင်အပြင်ထွက်နော်ဟောကဘာလို့အပြင်ထွက်ရမှာလဲလူငါကိုက်စားချင်နေတာ